မှာဟိုက juicy 4ရတဲ့ဟိုဟာပေါ့ရှစ်လုံးတိုးပါဝါဘန်းအင်ကုန်လေးပေါ့နော်အဲ့ဒီကောင်လေးစမ်းပေးလိုက်မယ်သူကအဝင်ဆိုရင်ဒီကောင် PD ရလဲ3ရတယ် juicy ပေါ်တယ်ပေါ့နော်အထွက်ဒီမှာ PD ကနေလည်းပြန်ထွက်တယ်နောက် PD ကနေလည်း juicy နဲ့ပြန်ထွက်တယ်နော်ဟိုတိုက်စီကနေပြီးတော့ဥမာ iPhone Lightning တို့ဘာလို့သွင်းတဲ့ဟာတွေပဲအချိုးလည်းကောင်းတယ်နောက်ဒီမှာသူအနီရောင်ပန်းရောင်ပါတဲ့ဘက်ကလေးက juicy 4ရတယ်ဒီဘက်ကတော့ရိုးရိုးကွက်ချက်2 A ပဲရတယ်နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်ဟိုနောက်ထပ်တစ်ချက်ကတော့ battery ကောင်းဖို့လိုတယ် battery အကောင်းထည့်မှာပေါ့နော်ဒါကျွန်တော် EV 3300တွေနဲ့စမ်းပြမယ်နော်ဟုတ်တခါတည်းစမ်းပြီးသားလေးပဲကျွန်တော်ပို့ပေးတယ်ပေါ့နော်ဒီကောင်အပေါင်းတော့မှားလို့မရအောင်နော်အဲ့တော့ကျွန်တော်စထည့်မယ်โอเคလေးလုံးလောက်ဆိုရင်တော့ MP ကတောင်းတော့ပါပြီနော်နောက်ဟိုကျိုးကောင်းမှုလည်းလိုတာပေါ့ဒါဆိုကျွန်တော် battery အပေါင်းတော့ထည့်တာမှန်သွားပြင်ကျွန်တော် power တစ်ချက်ဖွင့်ကြည့်မယ်โอเค68ရာခိုင်နှုန်းเนาะအဲ့တော့ကျွန်တော်အားသွင်းစမ်းကြည့်မယ်တိုက်စီကနေပြီးတော့เนาะဒါအားဝင်ပြီပေါ့เนาะအားဝင်တယ်ဟိုဟာ line လေးပြတယ်ပေါ့เนาะသူအားသွင်းပြီးတယ်ဟုတ်ပြီအဲ့တော့ဟို charger ပြီးတော့သူ juicy မီလင်းလာပြီเนาะ juicy မီအစိမ်းရောင်လေးလင်းလာရပြီเนาะအဲ့တော့အားသွင်းရနေပြီကျွန်တော်အခုဖုန်းဟိုဟာ juicy နဲ့အားပြန်သွင်းကြည့်မယ်เนาะဟုတ်ကဲ့ဒါအားသွင်းတာကျွန်တော်ဖြုတ်လိုက်ပြီเนาะဒါအားသွင်းတဲ့ juicy စမ်းပြီးသွားပြီအဲ့တော့အားသွင်းကျိုးကျွန်တော်ဖြုတ်လိုက်ပြီဖြုတ်ပြီးသွားပြီးတော့ကျွန်တော်ဒီ juicy ရတဲ့ပန်းရောင်ပေါက်ကလေးကနေစမ်းမယ်เนาะအဲ့ဒါဆိုရင်ဒါကျွန်တော်ကြိုးထိုးလိုက်ပြီကြိုးထိုးပြီးရင်ကျွန်တော်ဒီမှာအောက်ထဲချထားပြီးတော့ကျွန်တော်ဖုန်းမှာအားသွင်းကြည့်မယ်เนาะဖုန်းမှာအားထိုးလိုက်ပြီဟုတ်ဖုန်းမှာသူကကွက်ချက်ပေါ်တယ်เนาะကွက်ချက်ပေါ်တယ်မြင်ရမယ်เนาะဖုန်းမှာကွက်ချက်ပေါ်တယ်เนาะဒီမှာ juicy မီအစိမ်းရောင်လေးလင်းနေအမြန်အားသွင်းပေးတယ်အဲ့တော့အဝင်ရောအထွက်ရောကျွန်တော်စမ်းပေးလိုက်ပါတယ်เนาะ